ရောက်တဲ့နေလာတာတို့ကြပါပြီရာရာကိုရဲ့စိတ်ကိုဆုံးဖြတ်ချက်မို့တကယ်ကိုလွတ်လပ်ပေါ်ပါပြီစာကျင်တာကိုစားလိုက်နေဖားကြရကိုတောင်းလိုက်သည်ချုံနှောင်တွေလည်းကင်းလို့ပြောရသည်စိတ်ကောက်လို့ချောရတာကိုမှမရှိလေတော့အာယုံနောက်ဖို့မရှိခေါင်းရှုပ်ဖို့မရှိနောက်စံတင်စရာဘာမှမရှိကိုသာအကိုသည်ဝါရခီကိုဆက်ရှောင်းမီကိုပိုင်ကပါလေးတဲ့ပြောနေမီညခလေးတကောင်လုံးမျိုးလွတ်လပ်မှုတွေတပုံကြီးနဲ့